ประเด็นแล้วบอกจีโอดีကိုလေကြောင်းကနေရှင်းလင်းရေးလုံးမဲ့တဲ့နဲ့ပေါက်ကြားလာတဲ့အတွက်จีโอစီရောကျော်လောက်ကဒေသခံထောင်ထဲရှိအိုးရင်စစ်ကော်ထွက်ပြေးနေကြတယ်လို့သတင်းရရှိပါတယ်စစ်ကောင်စီကလေကြောင်းကနေရှင်းလင်းလုပ်ဖို့ညွှန်ကြားထားတဲ့จีโอတွေမှာနိုင်ရကန်တောက်စခန်းနဲ့ကုတ်ကြီးစခန်းကြားကရော်တွေပါဝင်တယ်လို့သိရပါတယ်အဲ့ဒီစခန်းအနီးจีโอစီရောထမနေကဒေသခံတွေဟာရှင်းလင်းရေးလုံးမဲ့တဲ့တွေကြောင့်ကြောက်လန့်ပြီးတော့ထွက်ပြေးစိတ်ချောင်နေတာဖြစ်တယ်လို့ပဒန်းဒေသခံစစ်ပေးချောက်တယောက်ကနှွေးကြားကိုပြောပါတယ်စစ်ကောင်စီဟာအဓိကနေရကန်နဲ့ဂုတ်ကြီးကြားကရော်တွေကိုပြင်းမဲ့ထားပြီးစစ်ကြောက်ထိုးတာတွေလည်းရှိတယ်လို့သိရပါတယ်အဲ့ဒီကြေးရော်တွေမှာအေအေနဲ့တခြားတော်လန်တပ်ဖွဲ့တွေနေတယ်ဆိုပြီးစစ်ကောင်စီကဘုံကျဲဖို့ညှကြားထားတယ်ဆိုတဲ့သတင်းတွေပေါက်ကြားလာလို့ရော်သားတွေဟာထွက်ပြေးရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ